အေယာဝတီတိုင်းဒေသကြီးပသိမ်မြို့မှာဒီဇင်ဘာလူထုအားကစားလာဒုတိယပတ်စူပေါင်းလမ်းလျှောက်ပွဲကိုဒီနေ့မနက်ပိုင်းကရွှေရုပ်တုအဝိုင်းရှိမှပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကတနက်ပစ်ဖောက်ပြီးလမ်းလျှောက်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီးနောက်ရွှေရုပ်တုအဝိုင်းရှိမှစတင်ပြီးမဟာဗန္ဓုလလမ်းမကြီးအတိုင်းတပြော့တက်ပါစူပေါင်းလမ်းလျှောက်ခဲ့ကြကကိုသိန်းအားကစားကွင်းအတွင်းကိုလဲလှုပ်ရှားလေ့ကျင့်ခန်းများ physical fitness များအားအတူတကွစူပေါင်းဆောင်ရွက်ခဲ့ကြပါတယ်စူပေါင်းလမ်းလျှောက်ပွဲသို့စုစုပေါင်းအင်အား4000ကျော်ကတပြော့တပါပါဝင်ဆင်နွှဲခဲ့ကြပြီးစူပေါင်းလမ်းလျှောက်ပွဲမှာပါဝင်ဆင်နွှဲခဲ့ကြသူများအားကန်ဆန်းမဲဖောက်ပေးခဲ့ကမဲပေါက်သူများအားတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကစုများပေးအပ်ခဲ့ကြပြီးလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြသူများကပျော်ဝဲရွှင်ပွဲများအားတပြော့တပါဆင်နွှဲခဲ့ကြပါတယ်အလားတူတိုင်းဒေသကြီးအတွင်းရှိခရိုင်မျိုးနယ်များမှာလည်းဒီဇင်ဘာလူထုအားကစားလာဒုတိယပတ်စူပေါင်းလမ်းလျှောက်ပွဲကိုဌာနဆိုင်ရာများအကြောင်းသားကျောင်းသူများလူမှုရေးအသင်းအဖွဲ့များဒေသခံပြည်သူများကတပြော့တပါပါဝင်ဆင်နွှဲခဲ့ကြပြီးကိုလက်လှုပ်ရှားလေ့ကျင့်ခန်းများ physical fitness များအားအတူတကွစူပေါင်းဆောင်ရွက်ခဲ့ကြပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနခွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်